ယူရိုဘက်ကိုရွှေ့ပြောင်းပြီးတဲ့ခါကျတော့မှအလုပ်တွေသွားပြီးတော့လုပ်ချင်တယ်ခုတလော questions တွေပဲရနေတယ်ဒီအရှိမဗီဒီယိုတွေအများကြီးတင်ပေးခဲ့တယ်ပေါ့နော်နောက်ပိုင်းဘာကြောင့်ဆက်ပြီးတော့မတင်ပေးကြတဲ့အရတာလဲဆိုလို့ရှိရင်ဆက်ပြီးတော့ရှင်းပြပေးစရာမရှိတော့ဘူးပေါ့နော်ဘာလို့လဲဆိုတော့အရှိမဗီဒီယိုတွေအများကြီးမှတင်ပေးခဲ့ပြီးသွားပြီအဲ့တော့ယူရိုဘက်ကိုရွှေ့ပြောင်းခြင်းနဲ့ကို့မှာဘာရှိလဲကို့မှာဘာ scale ရှိလဲဆိုတဲ့ဟာကိုပဲအရင်ဆုံးစဉ်းစားရမှာပေါ့နော်အဲ့တော့ယူရိုကိုနည်းနည်း example တစ်ခုအနေနဲ့နည်းနည်းရဲ့ဟိုးတုန်းက target တစ်ခုကိုပြပြမယ်ပေါ့နော်နည်းနည်းရဲ့ဒီဟိုးတုန်းက2015 2016လောက်တုန်းကနည်းနည်း US ကိုအရန်သွားချင်တာ US ကိုအရန်သွားပြီးတဲ့အခါကျတော့မှ US မှာဆက်တဲ့ကိုယ့်ရဲ့ life ကိုချချင်တာပေါ့နော်အဲ့တော့နည်းနည်းဘာလုပ်လဲဆိုလို့ရှိရင် US ကိုသွားဖို့အတွက်ကိုယ့်မှာဘာလိုအပ်လဲဆိုတဲ့ຢာတွေကိုနည်းအရင်ဆုံးရှာဖွေတယ်ဒါဟိုဗီဒီယိုတွေမှာလည်းအရင်တုန်းကဗီဒီယိုတွေမှာလည်းပြောခဲ့ဘူးတယ်ကိုယ့်မှာ scale မရှိလို့ရှိရင်နိုင်ငံတစ်နိုင်ငံမှာသွားပြီးတော့မှအလုပ်ဖို့မဖြစ်နိုင်ဘူးဆိုတဲ့ဟာကိုယ့်ရဲ့ skills ကိုပဲ upgrade လုပ်ရမယ်ကိုယ့်ရဲ့ skills ကိုဘာမသိညာမသိနဲ့ upgrade လုပ်နေလို့မရဘူးဒီ platform တွေမှာလိုက်ပြီးတဲ့အခါကျတော့မှဝင်ရောက်ပြီးတော့ရှာရမယ်သူများကိုပဲအားကိုးနေလို့ရှိရင်ကိုကဘယ်တော့မှနိုင်ငံခြားမှာသွားရောက်ပြီးတဲ့အခါကျတော့မှအခြေချနိုင်မှာမဟုတ်ဘူးအဲ့တော့ဒီယူရိုဘက်က job platform တွေမှာဘလို့အလုပ်တွေကိုခေါ်လဲဆိုတာကိုကအရင်ဆုံးဝင်ကြည့်ဖို့လိုတယ်ဝင်ကြည့်ပြီးတဲ့အခါကျတော့မှကို့မှာအဲ့ဒီ skill ရှိပြီလားပေါ့ okay သူ့စီမှာခေါ်နေတာက car mechanics တွေခေါ်နေတာကိုကကြတော့ဒီ rain စော်တဲ့အလုပ်ကိုပဲလုပ်တတ်တာဆိုလို့ရှိရင်ဒီဟာရေစော်တဲ့ဟာတခုကကိုသွားချင်တဲ့နိုင်ငံမှာမခေါ်နေဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့ career နဲ့ကိုယ့်ရဲ့ skills ကိုပြောင်းပြီးတော့လေ့လာရမယ်ပေါ့နော်အဲ့တော့ဘယ်အလုပ်တွေကအခေါ်များလဲဆိုတဲ့ဟာကိုဝင်ကြည့်ပြီးတဲ့အခါကျတော့မှကိုယ့်ရဲ့ skills ကို improve ရအောင်လုပ်ကိုက skill worker တယောက်ဖြစ်လာပြီဆိုလို့ရှိရင်နိုင်ငံခြားကိုသွားရဖို့အတွက် chance ပို့ပြီးတော့များတယ် okay အဲ့တော့နည်းနည်းကဒီ America ကိုသွားချင်တဲ့အခါမျိုးမှာနည်းနည်းကဘာကိုလေ့လာလဲဆိုရင် America ကိုဘလို့လူမျိုးတွေက visa ရမြန်လဲဆိုတော့ income ကောင်းတဲ့သူတွေကအရမြန်တယ်အဲ့ဒီအချိန်တော့ကနည်းနည်းရဲ့လာစာတသိန်းခွဲ income လာစာတသိန်းခွဲနဲ့နည်းနည်းကဘယ်တော့မှ America ကို visa လျှောက်လို့ရမှာမဟုတ်ဘူးအဲ့တော့နည်းနည်းကအဲ့တော့ဘာလုပ်လဲဆိုရင်နည်းနည်းက marketing လုပ်တယ်ပေါ့နော်ဒီ hotels ရဲ့ဒီ sales department မှာ hotels ကို marketing တွေလုပ်ပေးရတဲ့ department ပေါ့နော်ဆိုတော့ okay အဲ့တော့ကိုယ့်ရဲ့ဒီ skills ကို improve လုပ်ဖို့လိုပြီးကိုယ့်ရဲ့ income ကို improve လုပ်ဖို့လိုပြီးဆိုတဲ့အခါကျတော့ကိုကနည်းနည်းနေပြီးတော့သူဆိုတော့နေပြီးတော့မှလောက်တာပေါ့နော်အဲ့တော့ကိုယ့်ရဲ့နေပြီးတော့မှကအလောက်ကင်ခွင့်လန်းတွေကအရန်မကောင်းတဲ့အခါကျတော့ရန်ကုန်လိုနေရာမျိုးကိုပြောင်းရတော့မယ်အဲ့တော့နည်းနည်းရန်ကုန်မှာအလုပ်တွေရှာရတယ်ရှာပြီးတော့နည်းနည်းကအဲ့တုန်းက English လို့ပြောနိုင်နေပြီဖြစ်တဲ့အတွက်နိုင်ငံခြား company တွေမှာအလုပ်ကိုရှာတဲ့အခါကျတော့နေဂျပန် company တခုမှအလုပ်ရတဲ့အခါကျတော့ income ကသူက9သိန်းနဲ့စပြီးတော့ခေါ်တယ်ပေါ့နော်9သိန်းနဲ့စပြီးတော့ခေါ်တဲ့အချိန်မှာသူ့ရဲ့ဒီ marketing ပဲပေါ့နော် sales and marketing ပဲသူ့ရဲ့ဒီ income ပေါ်မှာcompany ကိုငွေရှာပေးနိုင်တဲ့အပေါ်မှာမူတည်ပြီးတဲ့အခါကျတော့မှကိုကcommission ရတယ်ပေါ့နော်အဲ့တော့ okay ဒါဆိုလို့ရှိရင်တော့ဒီလိုမျိုးအလုပ်ကကိုနဲ့ကိုက်ညီတယ်ဘာလို့လဲဆိုတော့နည်းနည်းကmarketing ဒီ level ကိုအလုပ်ဆောင်ဝင်ကြတဲ့ကဝင်လာတာဖြစ်တဲ့အတွက်ကိုယ့်ရဲ့အလုပ်မှာလည်း 100% confident ရှိတယ်ပေါ့နော်ကိုအမြဲတမ်းယုံကြည်တယ်ဆိုတဲ့အခါကျနေအဲ့ဒီ company မှာအလုပ်ဝင်လိုက်တဲ့အချိန်မှာနည်းရဲ့ဒီတလရှာပေးတဲ့ငွေကပေါ့နော်$400 $500 $800အဲ့လိုမျိုးရှိတယ်အဲ့တော့ကိုယ့်ရဲ့ income ကလုံးဝကိုအများကြီးတိုးသွားတယ်ပေါ့နော်တိုးသွားတဲ့အခါကျတော့ commission plus ဆိုလို့ရှိရင်ကိုယ့်ရဲ့လစာကဒီ16သိန်းလောက်ရပြီ16သိန်းလောက်ရပြီဆိုတဲ့အချိန်မှာ okay America ကိုသွားဖို့အတွက်ဒီ income တစ်ခုလေးရှိုံနဲ့လုံလောက်သလားဆိုတော့ no မလုံလောက်ဘူးသူက travel history တွေမှာဆိုလို့ရှိရင်လည်းအခြားနိုင်ငံတွေမှာသွားခဲ့ရလားပေါ့နော်ဒါ America ကိုပဲဓာတ်ရိုက်ဥတီလျှောက်တာလားဆိုတာကိုကြည့်တယ်အဲ့တော့ကိုရဲ့ဒီလစာတစ်ခုကဒီလိုမျိုးရောက်လာပြီဆိုတဲ့အချိန်မျိုးမှာကိုကတခြားနိုင်ငံတွေကိုခီးထွက်တယ်ပေါ့နော်Thailand တို့ဒီ Vietnam တို့ Japan တို့ Singapore တို့ဒီ China တို့ပေါ့နော်ဒီလိုမျိုး visa မခက်တဲ့နိုင်ငံလေးတွေတော်တော်များများကိုခီးထွက်ပြီးတဲ့အခါကျတော့မှကိုကဟိုမှာအလဲပတ်သွားပြီးတဲ့အခါကျတော့မှကိုကဒီနိုင်ငံကိုပြန်လာတယ်နောက်ဆုံးမှာတော့နီတို့ဒီ
America visa ကိုရှောက်လိုက်တဲ့အချိန်မှာကိုယ့်ရဲ့ income နဲ့ကိုယ့်ရဲ့ travel experience နဲ့ဆိုတဲ့အခါကျတော့ဒီ visa ကရသွားခဲ့တယ်ပေါ့နော်ဒီဆိုလို့ရှိရင် America ကို visit visa 2ခေါက်တောင်ရတာ2019မှာတစ်ခါ2018မှာတစ်ခါဒီ America ကိုလာခဲ့တယ်ပေါ့နော်အခုကတော့ဒါ family visa နဲ့ပြန်လာတာပေါ့ America ကိုရောက်ပြီးတဲ့အချိန်မှာတော့ကိုက America မှာစတဲ့ချမလားလို့ကိုကစဉ်းစားလိုက်တဲ့အချိန်မျိုးမှာဒီ asylum နေပါတယ်တင်တာကျတော့9နှစ်လောက်ကြီးကြာမှာပေါ့နော်ကိုကဘယ်မှမသွားဘဲနဲ့ America မှာပိတ်မိသွားမှာအဲ့လိုမျိုးဖြစ်သွားမှာဆိုတော့ဒီနေ့နီနီရဲ့မိဘတွေကိုမခွဲနိုင်တဲ့အတွက်နီနီရဲ့နိုင်ငံကိုပြန်လိုက်တယ်ပေါ့နော်အဲ့တော့ America ကို visa ရခဲ့ဘူးလေ2ခေါက်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ဒီအိမ်မက်ကိုအကောင့်ထဲပေါ်ဖို့ဆိုလို့ရှိရင်ကိုယ့်ရဲ့ target ကိုရောက်ဖို့ဆိုလို့ရှိရင် skills လို့တဲ့ဒီ requirements တွေအကုန်လုံးကိုသိနေဖို့လိုတယ်အဲ့တော့ဘာလို့အပ်လဲဒီနိုင်ငံတစ်ခုကိုငါသွားဖို့အတွက်ဘာလို့အပ်လဲဆိုတဲ့ဒီရှာဖွေမှုပေါ့နော် research ကအရန်ကိုအရေးကြီးတယ်ဟိုလူကိုလိုက်မေးဒီလူကိုလိုက်မေးဟို travel center ကိုလိုက်အားကိုဒီ travel center ကိုလိုက်အားကိုနဲ့လိုက်ပြီးတော့အားကိုနေမယ်ဆိုလို့ရှိရင်ယူရိုသေးကြတယ်ဘယ်တော့မှအဲ့ဒီနိုင်ငံကိုမရောက်ဘူးပေါ့နော်ဘာလို့လဲဆိုတော့ကိုယ့်ရဲ့ effort ကိုယ့်ရဲ့ research ကိုယ့်ရဲ့ skill တခုမပါဘဲနဲ့ဘလို့နီးနဲ့မှအခြားနိုင်ငံတခုမှစတဲ့ချဖို့မဖြစ်နိုင်ပါဘူးဒါကြောင့်မို့လို့ questions တွေအများကြီးမေးနေမယ်အစားကိုယ့်ရဲ့ skills ကတခြားနိုင်ငံကိုသွားချင်တဲ့နိုင်ငံဥမာကိုကဒီ lesson back ကိုသွားချင်တယ်ဆိုလို့ရှိရင် lesson back ကဒီအလုပ်ရှာတဲ့ဒီ platform တွေ app တွေကိုလေ့လာပြီးပြီလားသူတို့စီမှာဘာအလုပ်တွေခေါ်များနေလဲဆိုတာကိုလေ့လာပြီးပြီလားအဲ့ဒီရဲ့ information တွေကိုမှရှိပြီလား information ရှိပြီဒါပေမဲ့ကိုယ့်ရဲ့ skills နဲ့ကလွဲနေတော့မယ်ဆိုရင်ဒီ skill တစ်ခုကိုရအောင်လေ့လာပြီးပြီလားဒီနေ့ခေတ်မှာတော့ skills တခုကိုလေ့ကျင့်ရတာဒီsharing လုပ်တဲ့သူတွေလည်းအများကြီးရှိသလို YouTube မှာဆိုလို့ရှိရင်လည်းရှာဖွေပြီးတော့ကြည့်လို့ရတယ်ပေါ့နော်ဒီလိုမျိုးကိုယ့်ရဲ့ career ကို improve ဖြစ်အောင်ကိုယ့်ရဲ့ skills ကိုလုံးဝ ability မြင့်တက်သွားအောင်လုပ်ပြီးပြီဆိုတဲ့အချိန်မျိုးမှာကိုယ့်ရဲ့ achievement တွေအားလုံးဟာကိုယ့်ရဲ့ resume မှာရေးနိုင်ရမယ်ဒီ achievement တွေအားလုံးကို professional ကြရေးနိုင်ပြီဒီ resume တစ်စောင်ရပြီ professional ဖြစ်တဲ့ skill resume တစ်စောင်ရပြီဆိုလို့ရှိရင်ယူရိုသွားချင်တဲ့နိုင်ငံကိုကိုယ့်ဘာသာကိုဦးတည်ပြီးအလုပ်လျှောက်တဲ့အခါမှာလည်း visa process တွေအားလုံးကိုနည်းအားလုံးကိုရှင်းပြပေးခဲ့တယ်ပေါ့နော်ဟိုဘက်ကကိုယ်အလုပ်ခေါ်တဲ့သူရှိရမယ်ကိုယ့်ရဲ့ skills ကိုအမှန်တကယ်သဘောကျပြီးတော့ယူရိုကို offer ပေးတဲ့သူရှိရမယ်အဲ့တော့အဲ့ဒီတော့ကို offer ကိုကိုက sign ထိုးပြီးလို့ရှိရင်သူတို့စီကနေအဲ့ဒီ offer ကိုကိုစီကိုoriginal document တွေအကုန်လုံးကိုစီကိုပို့လာရမယ်အဲ့ဒီပို့လာတဲ့original document တွေမှာကုတ်နံပါတ်တွေပါမယ်ပေါ့နော်ကုတ်နံပါတ်တွေဒီ visa လျှောက်ဖို့အတွက်ပေါ့အဲ့ဒီကုတ်နံပါတ်တွေဒီဘားကုတ်တွေပါရမယ်အဲ့ဒီဘားကုတ်တွေနဲ့နံပါတ်တွေနဲ့တကွာကိုကဒီဘက်ကဥမာ lesson ဘက်ကိုသွားမှာလား lesson ဘက်ရဲ့ဒီတန်ယုံမှာသွားပြီးတော့ကိုက work visa အဲ့ဒီ offer letter အဲ့ဒီဘားကုတ်နံပါတ်တွေနဲ့သွားပြီးတော့မှ visa သွားလျှောက်ရမယ်ဒီ work visa ကိုတစ်ဆင့်လျှောက်ရမယ်ပေါ့နော် work visa ကိုလျှောက်တဲ့အခါမျိုးမှာဒီကိုယ့်နိုင်ငံမှာအဲ့ဒီ lesson ဘတ်တန်ရုံမရှိဘူးဆိုလို့ရှိရင်ထိုင်းမှာဖြစ်ဖြစ်ဗီယက်နမ်မှာဖြစ်ဖြစ်ကမ္ဘောဒီးယားဖြစ်ဖြစ် visa မလိုတဲ့အခြားနိုင်ငံမှာ visa တန်ရုံရှိတဲ့နေရာမှာသွားပြီးတော့ဖြေရတတ်တယ်ဖြေရမယ်ပေါ့နော်ဖြေရတဲ့အခါမျိုးမှာလေကိုက English လိုမျိုးလုံးဝ fluent ပြောနိုင်မှာဖြစ်မှာအဲ့တော့ကိုကရော English လိုပြောနိုင်ပြီလားဘာ questions လာကိုကမဆိုင်မကြွပဲနဲ့ဖြေနိုင်ပြီလားဒီလိုမျိုးဖြေနိုင်ပြီဆိုလို့ရှိရင်အဲ့ဒီတန်ယုံမှာသွားပြီးတော့ interview လုပ်လို့ရတယ်အဲ့တော့တန်ယုံရောက်လို့တဲ့အခါမျိုးမှာတန်ယုံ officer ဒီ counselor ကဘာကိုစစ်မလဲဆိုလို့ရှိရင်ဒီဘာကုတ်နံပါတ်တွေကိုကိုပေးတဲ့ offer letter တွေကိုရဲ့ skill set တွေကိုရဲ့အမေးအဖြေတွေအားလုံးကိုဒီ personality ကအစ checking အားလုံးကိုလုပ်ပြီးတော့မှ approve or decline ပြောမှာအဲ့တော့ကိုက approve လည်းဖြစ်နိုင်တယ်လို့ဒီ decline လည်းဖြစ်နိုင်တယ်အဲ့တော့ refuse ဖြစ်လိုက်ပြီဆိုလို့ရှိရင်ကိုအရှိမတကယ်လို့များကိုက travel center နဲ့ပေးခဲ့မယ်ဆိုလို့ရှိရင် refuse ဖြစ်လိုက်တဲ့အခါမျိုးမှာအဲ့ဒီပေးခဲ့တဲ့ပတ်စံတွေအကုန်လုံးကဆုံးမြုပ်သွားမှာဒါကြောင့်ကိုယ့်ဘာသာကို research လုပ်ပါဆိုတာအပိုပြောတာမဟုတ်ပါဘူးเนาะကိုယ်တိုင် research လုပ်မှာကိုကရမှာအဲ့မှာနောက်ဆုံးကိုအဖြေပေးမှာက counselor ပါတန်ယုံက counselor ကပဲဒီ approve ဖြစ်တယ်ဖြစ်ဘူးဆိုတာကိုပေးမှာ approve ဖြစ်ပြီဆိုလို့ရှိရင်ကိုကအဲ့နိုင်ငံကိုetiquette ဝယ်ပြီးတော့သွားပြီးတော့အလုပ်လုပ်ရုံပဲပေါ့နော်ဒီလိုမျိုးတွေရှိပါတယ် decline ဖြစ်ပြီဆိုလို့ရှိရင်တော့ကိုကနောက်နိုင်ငံထပ် try ပေါ့နော်